ဒီကောင်လေးဟာနာမည်ကြီးလေသမားကြီးရဲ့ channel ကိုခိုးဝင်ရင်အသက်ဝင်နေတဲ့ဖယုံသီးတစ်လုံးကိုတွေ့သွားခဲ့ပါတယ်။ကလေး BB စူးစမ်းလို့စိတ်နဲ့ဖယုံသီးကိုခိုးလာတဲ့အခါမှာတော့နောက်ဆက်တွဲပြဿနာတွေကိုအကြီးအကျယ်ကြုံတွေ့ရပါတော့တယ်။ဒီဇလန်လေးကတော့ Rahavan လို့ခေါ်တဲ့မြို့တစ်မြို့မှာဖြစ်ပွားခဲ့တာပါ။ကျင်းစာတင်နေတဲ့မြေစီလွားကြောင့်လေယာမြေတွေအစိမ့်သစ်ပြီးတီးပင်စားပင်မဖြစ်ထွန်းတော့တဲ့ဒီမြို့လေးမှာအပင်းယူတစ်ခုကြောင့်အပင်တွေပြန်လေလန်းဆန်းလာသလိုနှစ်စဉ်ကလေးတစ်ယောက်လည်းပေးဆက်ရလေးရှိပါတယ်။ဆမ်နိုမီတာစုကတော့နယူးယောက်လိုနေရာမျိုးကနေအခုလိုကျေးလဲမြို့လေးစီကိုပြောင်းရွှေ့လာကြတာပါ။သူတို့အတွက်ဒီမျိုးလေးမှာအခွင့်အလမ်းတွေပိုရှိနိုင်မယ်ဆိုတဲ့ထင်မြင်ချက်နဲ့ပေါ့မျိုးကိုရောက်ချင်းမှာပဲအိမ်နီးချင်းရဲမှုကသူတို့မိသားစုလေးကိုဖော်ရွေစွာကြိုဆိုခဲ့ပါတယ်မနက်ဖြန်ဆိုဟော်လိုဝင်းနေ့ကိုရောက်တော့မှမို့မျိုးခံတွေဟာအချင်းချင်းတီးနှံတွေဝေမျှရင်မျိုးကိုဆောင်ရှောက်တဲ့အနေဖျားကိုလည်းဆူတောင်းပေးနေကြပါတယ်ရဲမှုကသူတို့မိသားစုလေးကိုမျိုးခံတွေအားလုံးနဲ့မိတ်ဆက်ပေးခဲ့ပြီးအကိုဖြစ်သူကတော့လူတိုင်းနဲ့အယောတော်ဝင်ရှိပေမဲ့ဆမ်ကတော့လူတွေနဲ့ရင်းနှီးရတာကိုတိတ်သဘောမကျပါဘူးဒါကြောင့်တယောက်တည်းလမ်းလျှောက်ထွက်ရင်လက်သမားကြီးပါမရဲ့ခြံနာကိုရောက်သွားပါတယ်ကိုတောင်တစ်ခုလေးခိုးဝင်သွားတဲ့အခါမှာတော့ထူးထူးဆန်းဆန်းပေါက်နေတဲ့ဖယုံတီကြီးတစ်လုံးကိုတွေ့လိုက်ရပါတယ်။အနောက်ကိုတဖြည်းဖြည်းတိုးကပ်ကြည့်တဲ့အခါမှာလည်းဖယုံတီတွေကနေမျက်နှာကြီးတစ်ခုပေါ်လာတာကြောင့်ဆမ်တယောက်လန့်ဖြတ်သွားပါတယ်။ဒေချောင်နောက်တစ်ချိန်ထပ်တီးကြည့်ဖို့လုပ်ပြီးမဲ့လက်သမားကြီးကရောက်လာပြီးသူ့ကိုလန့်ထားလိုက်ပါတယ်။ပိုင်ရှင်ကတခြားမျိုးခံတွေလိုဖော်ရွေတဲ့ပုံမပေါ်ပဲဆမ်ကိုအခုချက်ချင်းထွက်သွားတင်ပြီလို့တင်းမာစွာပြောဆိုခဲ့ပါတယ်။အချိန်ကိုင်းဆိုသလိုရဲမှုရဲ့သမီးဘက်ကရောက်လာပြီးဆမ်ကိုလန့်ပြောက်သွားတာလားလို့မေးရင်ပါမချန်တဲ့ကနေအမြန်ခေါ်ထုတ်သွားလိုက်ပါတယ်။ပြီးတော့ပါမရဲ့ခြံနာကိုနောက်တစ်ချိန်ထပ်မကပ်ဖို့ဆမ်ကိုအသေးအချာသတိပေးခဲ့ပါတယ်။ဘာကြောင့်လဲလို့မေးခွန်းပြန်ထုံနေတဲ့ဆမ်ကြောင့်တချင်ကသူတို့မျိုးဟာကျင်းစာတင်ပူပြီးအခုတော့ပါမရဲ့ကျေးဇူးကြောင့်ပဲအသေးအနံတွေပြန်လေဖြစ်ထွန်းခဲ့တယ်။လူတွေကတော့သူ့ကိုဖျားသခင်လို့ဆက်ဆံကြပေမဲ့ကလေးတွေကြားမှာတော့ပါမဟာကြောက်စရာအဖိုးကိုတယောက်ပဲလို့ဘက်ကရှင်းပြပါတယ်။ဒီလိုနဲ့ပွဲထဲကိုပြန်လာတဲ့ဆမ်ဟာသူ့မိသားစုနဲ့နှုတ်ဆက်စကားပြောနေတဲ့ပါမကိုနောက်တစ်ချိန်ပြန်တွေ့လိုက်ရပါတယ်။ခဏကြာမှတော့ပါမဟာတစ်သားအိမ်လေးတစ်ခုအတွင်းသူ့အင်ကြီးကိုချိတ်ခဲ့ကောင်လေလေးဆင်းသွားတာကိုဆမ်ကလှမ်းတွေ့လိုက်ပါတယ်။အင်ကြီးထဲမှာကိုတောင်တော့ထိတ်ထားတာကိုဆမ်ကသိတာကြောင့်ပါမအလစ်မှာတော့ခိုးကကိုတောင်စီပြန်လာခဲ့ပါတယ်။သူမြင်ခဲ့ရတဲ့မြင်ကွင်းကိုတေချာစမ်းသပ်ဖို့အတွက်ဘေးနာပစိန်ကိုကောက်လိုက်ပြီးဖယုံသီးကိုဖျက်တောက်ပစ်ခဲ့ပါတယ်။လူမျက်နှာအသွင်အပြင်ထပ်ပေါ်လာအောင်မလားဆိုတဲ့စိတ်နဲ့လှုပ်ခဲ့ပြီးမြဲစူးစုံနေတဲ့အော်တန်တစ်ခုကိုသာကြားခဲ့ရပါတယ်။ဒါနဲ့သူလည်းဖယုံသီးကိုခိုးလာလိုက်ပြီးအမေပြူသူကိုတော့ပါမလက်ဆောင်ပေးလိုက်တယ်ဆိုပြီးလိန်ညာခဲ့ပါတယ်။သူတို့မိသားစုအိမ်ပြန်သွားတဲ့အခါမှာတော့ပါမရဲ့အိမ်ရှိကစာကြောက်ရုပ်ကြီးကရုတ်တရက်လှုပ်ရှားသွားပါတယ်။လယ်တွေကနေပြန်လာတဲ့ပါမကတော့အိတ်ထဲကသူ့တော့ကိုမတွေ့တာနဲ့ကိုတောင်စီအမြန်ပြန်လာတဲ့အခါသူတံမိုးထားရတဲ့ဖယုံသီးကြီးအခိုးခံလိုက်ရတာကိုတွေ့ပြီးအကြီးအကျယ်ပေါက်ကွဲသွားပါတော့တယ်။အမေကတော့မျိုးခံတွေပေးလိုက်တဲ့အသေးအနှံတွေကိုချက်ပြုတ်ခဲ့ပြီးတားနှစ်ယောက်နဲ့အတူညစာစားခဲ့ပါတယ်။ဒီနေ့တော့ပစ္စည်းရွှေ့တာတွေခဏနာပြီး TV အတူကြည့်ဖို့အမေကပြောတဲ့အခါဆမ်ကသူ့ကြိုသားကားကြည့်ချင်ကြောင်းထပြောပါတယ်။ဒါပေမဲ့သူ့စကားကိုဘယ်သူမှနားမဝင်ပဲအကူနဲ့အမေကသူတို့ပြောချင်တာပြောရင်သူတို့ဘာသာကြည့်ရမယ့်ကားကိုရွှေ့လိုက်ကြပါတယ်။နောက်တော့မှသူ့ကိုဘလို့သဘောရလဲလို့မေးတာကြောင့်ဆမ်လဲစိတ်ပြက်စွာနဲ့ဘာလို့သူ့ကိုမေးနေသေးတာလဲ။တာမီနဲ့ယောက်သားဆုံးဖြတ်ပြီးပြီပဲလေလို့ပြောကစပွဲကနေထားသွားပါတယ်။ခဏနေတော့ရဲမှုကရောက်လာပြီးပေါမရဲ့ဖယုံသီးကိစ္စအကြောင်းလာပြောပါတယ်။ဆန်ရဲ့အမေလည်းသူ့သားကလက်ဆောင်ရလာတယ်ပြောလို့ပါ။ပြီးရင်ကျမပြန်ပေးခိုင်းလိုက်ပါမယ်လို့ဆိုတာရဲမှုကိုတောင်းပန်လိုက်ပါတယ်။ဖင်ကတော့သူ့ညီအစုခံရမှာဆိုလို့သူကိုယ်တိုင်ပဲသွားပြောလိုက်မယ်ဆိုပြီးအပေါ်ကိုတက်သွားပါတယ်။ပြီးတော့သူ့ညီကိုပေါမရဲ့ဖယုံသီးပြန်သွားပေးဖို့နားချပေးမယ်။ဆမ်ကတော့ဖယုံသီးပင်ကတေးသွားပြီးပဲပြန်ပေးလိုက်မထူးဘူးလို့ဆိုတာကောင်းမာနေပါတယ်။အဲ့ဒါကြောင့်ဖင်ကသူ့ဘာသာသူပဲသွားပေးဖို့စပိန်တစည်းနဲ့ပါမရဲ့ခြံစီထွက်လာပါတယ်။ခြံရှိကိုရောက်တော့လူရှိလာအတန်ပြုတ်ပေမဲ့တုံးမြန်တမ်းမရလို့တယောက်တည်းဝင်လာလိုက်ရင်ကိုတောင်ထဲကိုရောက်လာပါတယ်။သူညီလိုရဲ့အတွက်လည်းတောင်းပန်ကြောင်ပြောနေပြီးဖယုံသီးကိုပြန်ထားဖို့အိတ်ထဲကထုတ်လိုက်တဲ့အခါဖယုံသီးအစားလူကောင်းပြက်ကြီးထွက်လာပါတယ်။နောက်တော့ဖယုံမင်းရဲ့ຫນွယ်တွေဟာဖင်းရဲ့လက်တွေခြေထောက်တွေရဲ့ပေါ်တွေ့တက်လာပြီးနောက်ຫນွယ်ပင်တစ်ခုကဖင်းရဲ့ပါးစပ်ထဲကိုဝင်သွားပါတော့တယ်။မနက်ရောက်တဲ့အထိအိမ်ကိုပြန်ရောက်မလာတာကြောင့်ဆမ်ကသူ့အကိုကိုလိုက်ရှာပါတော့တယ်။အမေကတော့တတိထားမိပုံတော့မပေါ်ပဲပွဲအတွက်တကြားလုံးတွေဝယ်ဖို့ထွက်သွားပါတယ်။ဆမ်ကတော့ခြံရှိမှာဖင်းရဲ့စပိန်ရှိမရှိထွက်ကြည့်ရင်းနဲ့အိမ်ရှိကဖြတ်သွားတဲ့ဘက်ကနေဆုံးခဲ့ပါတယ်။ညကပါမရဲ့ဖယုံသီးကိုသွားပေးရင်အကိုဖြစ်သူအိမ်ပြန်မလာတော့တဲ့အကြောင်းကိုကြားလိုက်ရတဲ့ဘက်လေသူ့စကားကိုနားမထောင်တဲ့ဆမ်ကိုစိတ်ဆိုးသွားပါတယ်။ဒါပေမဲ့သူမတစ်ခုခုကိုဖုံးကွယ်နေတာကြောင့်ဆမ်လဲပါမရဲ့ခြံစီအလင်းစလို့ထွက်လာလိုက်ပါတယ်။ကိုတောင်ထဲမှာရှာကြည့်ဖို့လုပ်ပေမဲ့ကိုတောင်ကိုတေချာစောင့်ကြည့်နေတဲ့ပါမနဲ့ထိတ်တိုက်တွေ့ခဲ့ပါတယ်။ပါမကမင်းကြီးကိုထပ်မလာသင့်ဘူးလို့ထပ်မံသတိပေးတဲ့အခါသူ့အကိုဖင်းပင်မှာလဲလို့ဆမ်ကရဲတင်စွာမေးလိုက်ပါတယ်။ဒါပေမဲ့ပါမကဖင်းဆိုတာဘာလို့လဲသူမသိသလိုဆမ်ကိုလည်းပြန်ဖို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။မနေ့ကမှစကားတွေပြောမိတ်ဆက်နေတဲ့ဖင်းကိုမသိဘူးဆိုပြီးဘူးပိတ်ညင်းနေတဲ့လေသမားကတန်တရားဝင်စရာကောင်းပြီမဲ့ပဝင်းကျင်မှာလည်းအကူကြီးတောင်းစရာလူမရှိတာနဲ့ပြန်ပြေးထွက်လာရပါတယ်
အိမ်ကိုရောက်ရောက်ချင်းဖင်းပြောက်သွားတဲ့အကြောင်းအမေကိုပြောပြခဲ့ပြီးရဲမှုကိုလည်းအကူအညီတောင်းခဲ့ပေမဲ့အမေရောရဲမှုကပါဖင်းဆိုတာဘယ်လိုလဲမသိဖြစ်နေပါတယ်။စားနောက်နေတယ်လို့ထင်နေပေမဲ့အမေကတော့သူ့မှာသားတစ်ယောက်ပဲရှိတဲ့အကြောင်းအတီးကြီးပြောနေလို့အိမ်ထဲကမိသားစုတပ်ပုံကိုယူကာပြခဲ့ပါတယ်။ခက်တာကပုံထဲမှာပါသူ့အကိုဖင်းဟာပျောက်ကွယ်နေပြီးလုံးဝမရှိခဲ့တဲ့လိုမျိုးဖြစ်နေပါတယ်။ဆမ်လည်းလုံးဝကိုနားမလည်နိုင်တော့ပဲဘက်ကာကိုအားကိုးတကြီးအကူအညီတောင်းလိုက်ပေမဲ့ဘက်ကာကလည်းဆမ်ကစားနောက်နေတာပါဆိုပြီးတီးတဲ့စကားပြောဖို့တစ်ဖက်ကိုခေါ်ထုတ်သွားပါတယ်။တကယ်တော့ဘက်ကာဟာဆမ်ရဲ့အကိုကိုမှတ်မိနေပါသေးတယ်။တစ်ချိန်လုံးကသူ့တငယ်ချင်းလည်းအဲ့ဒီလိုပဲပျောက်ဆုံးသွားခဲ့ပြီးမိသားစုအပါအဝင်မြို့တွေကဘသူမဆိုအဲ့ဒီကလေးကိုမေးသွားကြတဲ့အကြောင်းပြောပြပါတယ်။ကလေးမရဲ့အမကတော့သူ့ညီမလေးပျောက်သွားတာကိုမှတ်မိပေမဲ့သူမလည်းအသက်18နှစ်ပြည့်တဲ့အခါညီမဖြစ်သူကိုမေးသွားတယ်။မြို့တွေကလူကြီးတွေပဲသူတို့ကိုဝိုင်းလိန်နေကြတာလားဒါမှမဟုတ်ပါမရဲ့ခြံကြီးကပဲထူးဆန်းနေတာလားတော့မသိဘူး။နင်းလည်းတီးတင်တာထက်ပိုမသိချင်နဲ့မဟုတ်ရင်နင်းမှာပျောက်သွားလိမ့်မယ်ဆိုပြီးဘက်ကသတိပေးပါတယ်။ဆမ်ကတော့သူ့အကိုကိုအပြောင်းမခံနိုင်ဘူးဆိုပြီးအကူအညီရှာဖို့လုပ်နေတာကြောင့်ဘယ်သူမှမကူညီဘူးဆိုတာသိတဲ့ဘက်ကဟာသူ့ကိုလူတစ်ယောက်စီခေါ်သွားပေးပါတယ်။ထိုလူကတော်ထဲမှာတစ်ယောက်တည်းတီးသက်နေထိုင်နေသူဖြစ်ပြီးသူတို့ကဘယ်သူလဲဆိုတာကိုအံ့ဩစရာကောင်းအောင်သိနေပါတယ်။သူ့နာမည်က Christyလူတိုင်းကအယူလို့ထင်နေပြီးတောထဲမှာတီးချစွာနေတယ်။ဆမ်ကသူ့အကိုပါမရဲ့ခြံနာမှာပျောက်သွားပြီးအမေကလည်းမမှတ်မိတော့ဘူးဆိုတဲ့အကြောင်းပြောပြတဲ့အခါ Christy မျက်နှာပြတ်သွားပါတယ်။အဲဒီနောက်အေးဆေးထိုင်ကလွန်ခဲ့တဲ့10နှစ်ကအကြောင်းကိုစတင်ပြောပြပါတော့တယ်။ Rahaven မြို့ကပြက်လူနေပါဖြစ်ခဲ့ဘူးတယ်။မြေစီလွာတွေပြက်စီးပြီးတီးပင်တွေမဖြစ်ထုံးတော့လို့လူတွေကမြို့ကိုစွန့်ခွာသွားကြတာ။ကြံခဲ့တဲ့သူတွေကလည်းမသိယုံတမဲရုံးကန်နေခဲ့ရပြီးတနေ့ကျတော့ဝုန်းဆိုပြီးမြေစီလွာတွေပြန်ကောင်းလာတယ်။လူတွေကတော့တကိုးပြတယ်လို့ထင်နေကြပေမဲ့တကယ်တော့ဒီမြေဟာကျိန်စာတင့်နေခဲ့တာပဲ။ဘာမှကဒီနေရာမှာကောက်ကျစ်တဲ့မကောင်းဆိုးဝါးတကောင်ကိုလွှတ်ပေးလိုက်တာ။အတရနဲ့အထွက်တိုးသလိုနှစ်တိုင်းကလေးတယောက်ကိုလည်းပေးဆက်ရတယ်။ဘာကြောင့်လူတွေဟာပျောက်ဆုံးသွားတဲ့ကလေးတွေကိုမေ့သွားရတာလဲဆိုရင်ဒီကျိန်စာတဲ့မြေပေါ်ကစိုက်ထားတဲ့သီးနှံတွေကိုစားမိလို့ပဲလို့ခရစ်စတီကရှင်းပြပါတယ်။ဒီအခါညကမှသီးနှံတွေစားထားတဲ့ဆမ်ကတုတ်ကြပါလို့မမေ့လေလို့မေးခွန်းထုတ်ပါတယ်။အဖြေကတော့ရှင်းပါတယ်။သူတို့ကအသက်18နှစ်မပြည့်သေးတဲ့ကလေးတွေဖြစ်နေလို့ပါ။တကယ်လို့18နှစ်ပြည့်ရင်သူတို့လည်းပျောက်ဆုံးသွားတဲ့သူတွေကိုမေ့သွားကြမှာပါ။ခရစ်စတီကတော့18နှစ်ကျော်ပြီးဒီအကြောင်းတွေကိုမမေ့သွားတာဟာသီးပင်တွေကိုမစားဘဲစီတူဘူးတွေကိုသာစားနေတာကြောင့်ပါ။ဆမ်ကဒါဆိုသူ့အကိုအသက်ရှင်နေသေးလားလို့မေးကြည့်တဲ့အခါရှင်သေးတယ်။ဒါပေမဲ့တရေကြီးညရဲ့ည12နာရီထိုးတာနဲ့မြေကြီးထဲမှာထာဝရပျောက်ကွယ်သွားလိမ့်မယ်လို့ခရစ်စတီကဖြေလိုက်ပါတယ်။ကျင်းစာဖြေဖို့နီလန်းကိုတော့ပါမာကတော့ခတ်သိမ်းထားပြီးအမြဲတမ်းလဲစောင့်ကြည့်နေတယ်လို့ခရစ်စတီကရှင်းပြပါတယ်။အဲဒါကြောင့်ဆမ်လည်းအချိန်ထက်မဆွဲတော့ပဲကျင်းစာဖြေစာအုပ်ကိုခိုးအစီအစဉ်ဆွဲလိုက်ပါတယ်။အစီအစဉ်ကတော့ခရစ်စတီဟာပါမာကိုအိမ်ပြင်များထုတ်ပြီးဆမ်နစ်ဘက်ကစာအုပ်ကိုရှာကြမှာပါ။ပါမာရဲ့အိမ်ရှိကိုရောက်တာနဲ့ခရစ်စတီဟာပါမာရဲ့ဖုန်းကိုဆက်လိုက်ပြီးသူဟာလျှက်စစ်လွန်ကဲမှုစောင့်ကြည့်ရေးအဖွဲ့ကလို့ဆိုကမိချိုးတွေကိုပြင်ဆင်ဖို့ထွက်လာခိုင်းပါတယ်။သူထက်မလာရင်တာဝန်ရှိသူတွေကကားတွေနဲ့အလုရှုပ်အောင်ရောက်လာကြမှာလို့ချိန်ချောက်တာကြောင့်သူအိမ်ရိတ်ကိုအနေမခံနိုင်တဲ့ပါမာလေသူကိုယ်တိုင်လေကွင်းထဲကိုထွက်လာလိုက်ပါတယ်။သူထွက်သွားတာနဲ့ဆမ်တို့ကအိမ်ထဲဝင်ပြီးစာအုပ်ကိုရှာကြပါတယ်။ဘကာကတော့လူခွဲရဲ့အချိန်ကုန်ဖို့တက်တာစီတာကြောင့်ဆမ်ကိုဂိုဒေါင်ထဲသွားရှာခိုင်းပြီးသူမကတော့ထက်ခုံးမှတက်ရှာပါတယ်။ခရစ်စတီကတော့ပါဇက်တဲ့ရှိရာတွေရှောက်ပြောရင်းရသလောက်အချိန်ဆွဲထားပေးနေပါတယ်။ဂိုဒေါင်ဘက်မှာဖင်းကိုလာရှာတဲ့ဆမ်ကတော့မှောင်ရိပ်ခုန်နေတဲ့မကောင်းဆိုးဝါးကောင်ကိုမတွေ့သွားခဲ့ပါဘူး။နောက်တော့ခေါင်းမိုးဘုတ်ကနေအမဲရောင်ချွဲပြပြအရေးကြီးတွေကျလာတဲ့အခါမှာမောကြည့်လိုက်တဲ့အခါအသက်ဝင်နေတဲ့မကောင်းဆိုးဝါးစာကြောက်ရုပ်ကြီးဖြစ်လို့နေပါတယ်။အဲဒီမကောင်းဆိုးဝါးကြီးကသူ့နောက်ကိုလိုက်လာတာကြောင့်ဆမ်လဲချေဦးတရာကိုထွက်ပြေးခဲ့ပါတယ်။ဘကာကတော့ထခိုးပေါ်ကတစ်တာကြီးတစ်လုံးကိုရှာတွေ့ခဲ့ပြီးတော့ရိုက်ဖြတ်လိုက်တဲ့အခါမန်နန်စာအုပ်ကိုတွေ့ခဲ့ပါတယ်။ပါမာကတော့ရစ်စတီပြောနေတာတွေကိုစိတ်မရှိတော့ဘဲဖုန်းချကအိမ်ကိုပြန်လာခဲ့ပါတယ်။တကားဖွင့်တန်ကိုကြားလိုက်ရတဲ့ဘကာကလည်းဒိတ်တစိအောက်ကိုဆင်းပြေးဖို့လုပ်ပေမဲ့ချင်းနှင်းနဲ့တစ်ချက်ထွက်သွားတာကြောင့်ပါမာကအပေါ်ကိုတက်လာပါတော့တယ်။သူမလည်းပစ္စည်းဟောင်းတွေနောက်မှာဝင်ပုန်းနေလိုက်ပြီးပါမာကသူ့တစ်တာပုံပွင့်နေတာကိုတွေ့သွားခဲ့ကစာအုပ်ပြောင်းနေတာကိုလည်းသိလိုက်ရပါတယ်။အဲဒီအချိန်ဘကာကအောက်ထပ်ကိုအမြန်ဆင်းပြေးသွားပြီးလုခန်ဒီဆဲဆဲမှာပဲစာအုပ်ကိုပြန်အလူခံလိုက်ရပါတယ်။မတိုင်နိုင်တော့တဲ့အစုံစာအုပ်ကိုထားခဲ့ပြီးလူပဲလွတ်အောင်ထွက်ပြေးလာရပါတယ်။ဆမ်ကတော့စာကြောက်ရုပ်လိုက်တာခံနေရပြီးမကောင်းဆိုးဝါးကဘာမှမသိတဲ့အငွေမဲမဲကြီးတွေကိုသူ့ပါဇက်ထဲရှူသွင်းစေခဲ့ပါတယ်။အဲဒီအငွေတွေကြောင့်တင်မလို့ဖြစ်နေတဲ့ဆမ်ကိုခရစ်စတီကအချိန်မီကယ်တင်လိုက်ပါတယ်။အဲဒီနောက်ဘက်ကကိုပြန်သွားခေါ်ကြပြီးခရစ်စတီကိုတွေ့တဲ့အခါပါမာတစ်ယောက်တန်းတော်ဖြစ်သွားပါတယ်။ဗယုံသေးကြီးထဲမှာတော့ဖင်းတစ်ယောက်ဟာအကူအညီမဲ့စွာအော်ဟစ်နေခဲ့တာပေါ့။ပါမာအန်အော်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးခရစ်စတီကိုမေးကြည့်တဲ့အခါသိလိုက်ရတာကခရစ်စတီဟာပါမာရဲ့သားဖြစ်နေတာပါပဲ။တစ်ချိန်ကလီလီလို့ခေါ်တဲ့ချစ်စရာသူညီမငယ်လေးလည်းအဲ့ဒီနေရတူပျောက်ဆုံးသွားခဲ့ပူးပါတယ်။မန်နန်စာအုပ်ကိုစားရတဲ့နေ့ကလေးကပါမာဟာမျိုးကိုကဲတင်နိုင်ပြီးဆိုပြီးအယူတယောက်လိုစပတ်ကြီးတွေကနေတညလုံးထွက်မလာတော့ပါဘူး။မတင်ကားလို့သူလိုက်ကြည့်တဲ့အခါအသက်ဝင်နေတဲ့ဖယုံသီးကြီးတစ်လုံးကိုတွေ့လိုက်ရပြီးမနက်မှသူ့အဖေကိုမေးကြည့်ဖို့လုပ်ပေမဲ့ညီမလေးကလည်းနောက်ကနေလိုက်ဝင်လာတာကြောင့်ຫນွေရရဲ့ဆွဲခေါ်တာကိုခံလိုက်ရတယ်။
သူညမလေးကိုကယ်ဖို့အသေးအတန်စူးစမ်းပြီးမြဲတဲ့နောက်ကနေအဖေကသူ့ကိုရိုက်ချလိုက်လို့တတိမိသွားခဲ့ရတယ်။နိုးလာတော့တီးပင်စားပင်တွေကဝေးစားနေပြီးအဖေကလည်းအစားအသောက်တွေကိုအငန်းမရစားတော့ကတကိုးပြတာပဲလို့အော်ဟင်နေခဲ့ပါတယ်။သူညမလီလီပင်မလေးလို့မေးကြည့်တော့လေတကားမှမရှိခဲ့ဘူးသလိုပဲမမှတ်မိတော့ဘူး။တမျိုးလုံးကလည်းလီလီကိုမမှတ်မိကြဘူး။လက်မလျှော့ပဲသူဆက်ရှာပြီးမြဲအဖေကလှုပ်ကြံပြီးဇလန်းတွေဖန်တီးနေတဲ့အယူတယောက်လို့သူ့ကိုစူပူတာကြောင့်သူထွက်လာခဲ့ရတဲ့အကြောင်းခရစ်စတီကဝမ်းနေစွာပြန်ပြောပြခဲ့ပါတယ်။သူလည်းချိန်စာကိုအဆုံးသတ်ဖို့စာအုပ်ကိုပြန်သွားရှာပြီးမြဲဆမ်ကိုတိုက်ခိုက်ခဲ့တဲ့အဆောင်ရှောက်ကောင်ကတိုက်ခိုက်တာကြောင့်လက်လျှော့ခဲ့ရတာပါ။ဒါကြောင့်ဒီကိစ္စမှာထပ်မပတ်သက်ချင်တော့ပေမဲ့သူညမလီလီအတွက်ဒီချိန်စာဆိုးကိုအဆုံးသတ်ပေးဖို့ဘက်ကတောင်းဆိုလိုက်တာကြောင့်ခရစ်စတီကဆမ်ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။လိုအပ်တဲ့ပစ္စည်းတွေအိမ်ပြန်ယူတဲ့ဆမ်ကိုအမေဖြစ်သူကထူးထူးဆန်းဆန်းဂိမ်းမတူစော်ဖို့ပြောလာပါတယ်။အရင်အဆိုအကိုဖြစ်သူကိုပဲအချိန်ပေးပြီးသူ့ကိုတိတ်ကယူမဆိုင်တဲ့မိခင်ဟာတားကြီးကိုလုံးဝမမှတ်မိတော့တဲ့အချိန်တွေမှာသူ့ကိုပိုချစ်လာတယ်လို့ခံစားရပေမဲ့ဆမ်ကသူ့အကိုကိုလုံးဝလက်လွတ်ဖို့မစင်စားခဲ့ပါဘူး။သူသွားကနီးမှလည်းအမေကပွဲအတွက်ဝတ်စုံကိုထုတ်ပေးလို့ဆမ်လည်းအကြံတစ်ခုရသွားဟန်နဲ့ယူလာလိုက်ပါတယ်။မသွားခင်သူ့ကိုမမေးလောက်ဘူးမလားလို့အမေကိုမေးကြည့်လိုက်ပေမဲ့အမေကတော့တားလေးတစ်ယောက်ပဲရှိတာဘယ်မေးမှမလဲလို့ပြန်ဖြေတာကြောင့်စိတ်သက်သာသွားပါတယ်။ဘက်ကလည်းအလန်းစားဝတ်စုံနဲ့ထွက်လာပြီးပါမရဲ့ခြံစီချီတက်ဖို့လှုပ်ကြပြီးမဲ့ဘက်ရဲ့အဖေကရောက်လာပြီးပါမရဲ့ခြံကိုကြော်တက်တဲ့ကိစ္စကြောင့်ဒီညအိမ်မှာပဲနေဖို့ပြောလာပါတယ်။အဖေကိုမလွန်ဆန်နိုင်တဲ့အချိန်တွေကြောင့်ဆမ်နဲ့အတူရုပ်ရှင်ပဲကြည့်တော့မယ်ဆိုပြီးဆမ်ကိုခေါ်ထားလိုက်ပါတယ်။ကံကောင်းကျင်တော့သူတို့အရွယ်ကောင်လေးနဲ့ကောင်မလေးကတကြားလုံးလာတောင်းပါတယ်။ညံကောင်းတဲ့ဘက်ကသူတို့နှစ်ယောက်ကိုတကြားလုံးတပုံလုံးပေးပြီးအပေးယူတစ်ခုလုံးလိုက်ပါတယ်။ဒါကတော့သူတို့ပုံစံဟန်ဆောင်ပြီးအဖေမရိပ်မိအောင် TV ရှေ့ထိုင်နေရုံပါ။ဒီလိုနဲ့အဖေကိုဘက်ကီးရိုက်ပြီးတော့ရစ်စတီနဲ့ချိန်ထားတဲ့နေရာကိုနှစ်ယောက်သားထွက်လာခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပါမာကတော့စာအုပ်ကိုအသေးချာစောင့်ကြည့်နေပြီးအိရှိယစာကြောက်ရုပ်ကိုလည်းမတွေ့ရပါဘူး။ခရစ်စတီကတော့မီရှူမီပန်းတွေနဲ့ပါမာကိုများခေါ်နေပြီးထောင်ချောက်ဖြစ်မှာကိုစိတ်ပူနေတဲ့ပါမာကရဲမှုစီကိုဖုံးဆက်ခဲ့ပါတယ်။ဘက်အိမ်မှာရှိလားလို့ပါမာကမေးတာကြောင့်ရဲမှုလည်းအိတ်ခမ်းထဲကိုတစ်ချက်လန့်ကြည့်လိုက်ပါတယ်။ထိုင်နေတဲ့နှစ်ယောက်ကိုတွေ့တော့သူ့သမီးနဲ့ဆမ်လို့ထင်သွားပြီးရှိတယ်လို့ပါမာကိုပြန်ပြေးလိုက်ပါတယ်။ဘတ်တို့လက်ချက်မဟုတ်ဘူးလို့ထင်သွားတဲ့ပါမာလည်းအပြင်ကိုထွက်သွားကြည့်တဲ့အခါဆမ်တို့ကအစီအစဉ်တကြားစတင်လှုပ်ရှားကြပါတယ်။ပါမာကတော့ထောင်ချောက်တဲကိုထပ်မံရောက်သွားရပြန်ပြီးရစ်စတီရဲ့မေစီတနက်နဲ့ပြစ်တာကိုခံလိုက်ရပါတယ်။ဆမ်တို့ကတော့အိမ်ထဲမှာစာအုပ်ကိုနှံပြန်းနေအောင်ရှာကြရင်နောက်ဆုံးမြေအောက်ခံထဲမှာဒီအတိုင်းချထားတာကိုတွေ့လိုက်ရပါတယ်။စာအုပ်ကိုယူဖို့တိတ်ကိုလွယ်လုံးနေတာကြောင့်ဆမ်တယောက်မဝင်မရဲနဲ့ရှေ့တိုးသွားကောင်စာအုပ်ကိုငုံယူလိုက်ခြင်းအမောင်တဲကနေအတန်တစ်ခုထွက်လာပါတယ်။မော်ကြည့်လိုက်တော့စာကြားရုပ်ကောင်ဖြစ်နေပြီးဘက်ကတော့သူထင်တဲ့အတိုင်းပဲလို့ဩကလက်တဲကလေးခွားနဲ့တိုက်ခိုက်ပြီးထွက်ပြေးလာကြပါတယ်။စာအုပ်ကိုလည်းလုံနေသေးတာကြောင့်ဘတ်တို့ကစာကြောက်ရုပ်ကိုအခန်းထဲမှာခိတပိတ်ထားခဲ့ပြီးတစ်ဖက်ခံမှာသွားပုံနေလိုက်ပါတယ်။စာကြောက်ရုပ်ကရအောင်ထွက်လာနိုင်တဲ့အခါမှာသူတို့ကိုလိုက်ရှာခဲ့ပြီးသူတို့နှစ်ယောက်ကတစ်ဖက်ကနေမြေအောက်ခန်းစီကိုပြန်လှည့်ဝင်ကြပါတယ်။စာအုပ်ကိုအလင်းစလုံးနဲ့လှမ်းယူလိုက်တဲ့ဆမ်ကြောင့်ဘေးမှာထောင်ထားတဲ့ပေါက်ပြားကလည်းကျသွားပြီးစာကြောက်ရုပ်ကလည်းဒီအတန်ကိုကြားသွားခဲ့ပါတယ်။ပြေပေါက်ပိတ်သွားပြီမဲ့ဆမ်ကရေခဲတစ်တာအပြက်ကြီးတစ်လုံးကိုတွေ့ပြီးအကြံတစ်ခုရသွားပါတယ်။စာကြောက်ရုပ်ကြီးဆင်းလာတဲ့အခါရေခဲတစ်တာတွေကထွက်နေတဲ့အင်ဂျီစာကိုတွေ့သွားပြီးဆမ်တို့ကတော့နယံနောက်မှာတိတ်တိတ်လေးပုံနေပါတယ်။ဆမ်တို့အထဲမှာရှိနေတယ်လို့ထင်သွားတဲ့စာကြောက်ရုပ်ကရေခဲတစ်တာအဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါဆမ်ကထွက်လာပြီးအနောက်ကနေအားနဲ့ဆောင်တော်လိုက်ပါတယ်။အဲဒီနောက်ရေခဲတစ်တာအဖုံးကိုပိတ်ချလိုက်ပြီးတောနဲ့ခတ်လိုက်ပါတယ်။ဒီတော်လောင်းနဲ့မကောင်းဆိုးဝါးကိုမတားဆီးနိုင်မှန်းသိပေမဲ့ထွက်ပြေးဖို့အချိန်မိနစ်ပိုင်းလောက်တော့ဆွဲနိုင်ခဲ့ပါတယ်။နှစ်ယောက်သားကိုတောင်ထဲကိုဝင်လာကြပြီးဖယုံသီးဖြစ်နေတဲ့ဖင်းကိုတွေ့လိုက်ရတဲ့အခါဆမ်တယောက်အရန်ကိုထိတ်လန့်သွားပါတယ်။ဘက်ကလည်းစာအုပ်ကိုအမြန်လန်းပြီးကျင်းစာပြေမန်တန်ကိုရွတ်ဖတ်လိုက်ကြတဲ့အခါမော်စွမ်းရည်တချို့ထွက်ပေါ်လာပါတော့တယ်။သတိမရကနေပြန်နိုးလာတဲ့ပါမကလည်းသမီးဖြစ်သူလီလီကိုရုပ်ချင်းဆိုသလိုသတိပြန်ရလာပါတယ်။အရင်လုံးနေတဲ့ဆမ်ရဲ့အမေကလည်းခေါင်းထဲကစကားသံတွေကိုကြားလာရပြီးတားအကြီးကောင်ကိုပြန်လေသတိရသွားပါတယ်။အဲဒါကြောင့်ရဲမှုအိမ်လိုက်သွားပြီးဖင်းကိုသတိပြန်ရပြီးဖြစ်ကြောင်းပြောပြကဒီဗီရှေ့ထိုင်နေတဲ့ကောင်လေးကိုဆမ်အမှတ်နဲ့တောင်းပန်နေပါတယ်။ဆမ်စီကဘာတမ်းမှထွက်မလာတော့ခေါင်းဆုံးပဲကြည့်လိုက်တဲ့အခါအခြားကလေးတွေဖြစ်နေတာကိုရဲမှုကပါတီးသွားပါတော့တယ်။ဘတ်တို့ကတော့စ조사ပြီးမန်နန်ကိုဆက်လက်ရွတ်ဖတ်လိုက်တဲ့အခါဖင်းကဖယုံသီးတွေကနေထွက်လာနိုင်ခဲ့ပါတယ်။မန်နန်အဆုံးမှာအနောက်ရှက်တွေစဝင်လာပြီးဖယုံမင်းရဲ့ຫນွယ်တွေကဘတ်ကိုဆက်ရွလို့မရအောင်နှောက်ရှက်ပါတော့တယ်။အဲဒီအချိန်ရဲမှုကလည်းသူတို့ရှိရာစီရောက်လာခဲ့ပြီးဆမ်ကတော့သူ့ကိုကူညီပေးဖို့အားကိုးတကြီးတောင်းဆိုလိုက်ပါတယ်။တစ်ဖက်မှာပါမာကဒါတွေကိုသူလုပ်ခဲ့တာမဟုတ်ကြောင်းရစ်စတီကိုရှင်းပြနေပါတယ်။သူကိုယ်တိုင်လည်းဒီလိုတွေဖြစ်နေတာကိုမသိခဲ့ပဲဒီမျိုးကိုကယ်တင်ပေးနိုင်မယ်လို့ရဲမှုကပြောခဲ့ကြောင်းနဲ့ဒါတွေအားလုံးကိုရဲမှုကပဲခိုင်းခဲ့ကြောင်းထုတ်ပြောလာပါတယ်။ကလေးတွေကတော့သူတို့ကိုရဲမှုကကူညီလိုက်မယ်လို့ထင်ထားကြပေမဲ့တကယ်တမ်းရဲမှုကဘက်ကကိုလက်ထိတ်ခတ်လိုက်ပြီးကျင်းစာကိုပြန်လဲအသက်သွင်းခဲ့ပါတယ်။ကန်ဆိုးစွာနဲ့အပင်နာမှာရက်နေမိတဲ့ဆမ်ကနွယ်ပင်တွေရဲ့ဆွဲချတာကိုခံခဲ့ရပြီးဘက်ကကတော့အဖေဖြစ်သူကိုနားမလည်နိုင်ပဲဘာကြောင့်လဲလို့မေးခဲ့ပါတယ်။ဒီချိန်မှာရဲမှုကအဖြစ်မှန်တွေကိုထုတ်ပြောပြလာပါတယ်။ကျင်းစာစာအုပ်ကိုသူအရင်တွေးခဲ့တာဖြစ်ပြီးဘာမှကတော့အမှန်တရားကိုမသိပဲသူ့ရဲ့အယုလုပ်ခြင်းကိုခံခဲ့ရတာ။နောက်ပြီးကိုတောင်ထဲမှာရစ်စတီကိုရိုက်လိုက်တာကလည်းဘာမှမဟုတ်ပဲသူပဲဖြစ်နေပါတယ်။
တနေ့ပြီးတနေ့ကလေးတွေကိုရရဆက်ဆက်စတေးခဲ့တာကလည်းပါမမဟုတ်ပဲသူကိုယ်တိုင်ပါပဲဘက်ကခမရသူတငယ်ချင်းကိုဆုံးရှုံးရတော့မှကြောင့်မလုပ်ပါနဲ့လို့အဖေဖြစ်သူကိုတနာခံခဲ့ပေမဲ့ရဲမိုးကလုံးဝလက်မခံပါဘူး။သမီးအသက်ကြီးလာရင်ဒီအတိုင်းမိသွားမှာဆိုတဲ့အေးဆက်တဲ့အဖြေကိုသာပြန်ပေးခဲ့ပါတယ်။အဲဒီနောက်ချိန်စာကိုဆက်လက်အသက်သွင်းနေခဲ့ပြီးခရစ်စတီကလည်းဖြစ်မှန်တွေကိုသိတာနဲ့ကိုရာကိုအမြန်ပြေးလာခဲ့ပါတယ်။ဒါပေမဲ့စာကြောရုပ်ရဲ့တိုက်ခိုက်မှုကြောင့်တိမ်မလို့ဖြစ်ခဲ့ရပြီးဘာမာကအချိန်မီရောက်လာကသူ့သားကိုနောက်တစ်ချိန်ကယ်တင်ခဲ့ပါတယ်။ကန်ဆိုးကျင်တော့သူပါတိုက်ခိုက်ခံလိုက်ရပြီးမကောင်းဆိုးဝါးရဲ့အသက်နှုတ်တာကိုခံလိုက်ရပါတော့တယ်။အထဲမှာတော့ရဲမှုကမန်နန်ကိုဇက်တိုက်ရွတ်နေပြီးဆမ်ကလည်းဖယုံသေးကြီးတွေကိုနက်နက်ရှိုင်ရှိုင်ဆွဲခေါ်ခိုင်းနေရပါတယ်။အဲ့ဒီအချိန်ဖင်းကပြန်နိုးလာပြီးရဲမှုကိုတိုက်ခိုက်ခဲ့တာကြောင့်စာအုပ်ကဗတ်ရဲ့လက်ထဲကိုပြန်ရောက်လာပါတယ်။ဗတ်လေကျေးစားဖြေမန်နန်ကိုအချိန်မီပြန်လဲရွတ်ဖတ်ခဲ့ပြီးဆမ်လဲຫນွေရီကြားကတဖြည်းဖြည်းထွက်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့အမေကရောက်လာပြီးစာချုပ်ရုပ်ကိုတွေ့ကအော်ဟစ်လိုက်တဲ့အတန်ကိုဆမ်တို့ကကြားသွားပါတယ်။ဆမ်ကသူ့ကိုထားပြီးအမေကိုသွားကူကိုဖင်းကိုပြောလိုက်ပါတယ်။ဖင်းလဲအပြင်ကိုထွက်သွားပြီး၃ယောက်သားစာချုပ်ရုပ်ကိုဝိုင်းထားလိုက်ကြပါတယ်။ဘက်ကတော့မန်နန်ကိုအတက်နိုင်ဆုံးစက်တိုက်ရွတ်ဖတ်နေပေမဲ့ည7:00နာရီကထိုးသွားပါတယ်။သူမလည်းနောက်ဆုံးစာနှစ်ကြောင်း review တလို့အမြန်ရွတ်လိုက်တဲ့အခါမှာဆမ်မဟာနွယ်ပင်တွေကနေအလုံးစုံလွတ်မြောက်သွားပါတယ်။ဂျင်းစာပြေသွားတော့တီးပင်တွေလည်းပုတ်တိုးဆွေးမြေကုန်ကစာကြောရုပ်ကလည်းအယုတ်ကြိုပြက်လဲကျသွားပါတော့တယ်။စာအုပ်ကိုလည်းဖယုံပင်ကြီးကသူနဲ့အတူယူဆောင်သွားခဲ့တာပေါ့။အရာအားလုံးပြီးဆုံးသွားတော့အမေဖြစ်သူကဖင်းကိုပွေးဖက်နှစ်သိမ့်ပေးခဲ့ပြီးတိုက်ဆိုင်ဆိုင်ဖင်းရဲ့အသက်16နှစ်ပြည့်မွေးနေ့အတွက်ပါခုံပြူပေးခဲ့ပါတယ်။ခရစ်စတီကတော့အသက်မဲ့သွားတဲ့အဖေဖြစ်သူရဲ့အလောင်းကိုကြည့်ရင်စိတ်မကောင်းဖြစ်နေတာပေါ့။နောက်တော့ဆမ်မာထွက်လာပြီးဖင်းရဲ့မွေးနေ့အတွက်လက်ဆောင်မပေးတော့ဘူးနော်။မင်းအသက်ကိုငါကယ်ပေးလိုက်တာကအကောင်းဆုံးလက်ဆောင်ပဲလေလို့ပြောပြီးပွေးဖက်ဖို့လှုပ်လိုက်ပေမဲ့အမေနဲ့အကူကသူ့ကိုလုံးဝမမှန်ပြီးတော့ပါဘူး။အကြောင်းကတော့ကျင်းစာပြေမန်နန်ကိုရွတ်နေတဲ့အချိန်မှာပဲညတကောင်ရန်ကိုကြော်လွန်သွားတဲ့အတွက်ကြောင့်လို့ဘက်ကသူ့ကိုစိတ်မကောင်းစွာနဲ့ရှင်းပြပါတယ်။ပြန်ပြင်ခြင်းပေမဲ့စာအုပ်ကအပင်တွေနဲ့အတူပျောက်ဆုံးသွားပြီဖြစ်တာကြောင့်ဆက်မှာအခွင့်အရေးမရှိတော့ပါဘူးအမေနဲ့အကိုကလည်းသူ့ကိုတကယ်ပဲမေးပြောက်သွားကြကအိမ်ကိုပြန်သွားကြပါတယ်သူနောက်ကပြေးလိုက်ပေမဲ့မမီတော့ပဲထွက်သွားတဲ့ကားကိုသာထိုင်ကြည့်နေုံပဲတက်နိုင်ခဲ့ပါတယ်လူတိုင်းရဲ့မေးပြောက်တာကိုခံလိုက်ရပြီဖြစ်တဲ့ဆမ်တယောက်ပြိုလဲသွားချိန်မှာဘန်နဲ့ရစ်စတီတို့ကသူ့အနာမှာအပြေအဝရက်တီးပေးခဲ့ကြပါတယ်ဘက်ကနေနာမှာငါတို့ရှိပါသေးတယ်လို့အားပေးချိန်ရစ်စတီကလည်းအားကြောင့်မခံသူ့မှာခောက်ဆွဲကြောက်တွေပိုးသေးကြောင်းပြောကအားပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ဇလန်းလေးဟာလည်းစိတ်မကောင်းစွာနဲ့ပဲအဆုံးသက်သွားခဲ့ရပါတယ်အဆုံးထိအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်